လူတွေမမမီလောင်တိုးတက်ပြောင်းလဲလိုက်ပါစာမျက်နှာ43ခံယူချက်ပြတ်သားဖို့လိုတယ်လီကွန်ယူပြောမှုတဲ့စကားတစ်ခွန်းရှိတယ်ငါဖျားပြီးခရင်ဘော်ကမထားနိုင်ပါစေငါကိုမြေမြုပ်ပြီးနေပါစေတခုခုမားနေတယ်လို့ခံစားရရင်ပြန်ထလာပြီးဖြစ်အောင်လုပ်မယ်တဲ့သူစကားတွေနားထောင်ရင်လူတောင်တခါကြက်သိန်းတော်ထားတယ်သူလွန်ခဲ့တဲ့အနှစ်340မှာပြောခဲ့တဲ့စကားတွေကဒီနေ့ထိမှန်နေတော့ပါ Hard trust to keep Singapore going မှာဆိုလဲ Taiwanese brand ဖြစ်တဲ့ HTC ဘယ်လောက်ပြိုင်နိုင်မလဲဆိုတာပါပြောပြီး MNC တွေလောက်တဲ့ထက်နိုင်ငံရဲ့ strategy ပဲအပိုင်းကိုအဓိကထားတင်တယ်ပြောသွားတာတော်တော်လေးလက်တွေ့ကြတယ်ငငယ်ကတရုတ်စာကောင်းကောင်းမတင်ခဲ့ရတာကိုစိတ်တက်မကြဘူးပဲအသက်ကြီးတော့တရုတ်စာပြန်တင်တယ်တရုတ် channel တွေမှာတရုတ်လိုပဲ interview လုပ်တယ်သူရဲ့အောင်မြင်ရေး formula ကအလုပ်ဖြစ်တာနဲ့မဖြစ်တာကိုသိအောင်လုပ်ပြီးရင်အလုပ်ဖြစ်တာကိုရွေးတဲ့လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်သူ့လိုစိတ်မှာဖို့လိုတယ်ခံယူချက်ပြတ်သားဖို့လိုတယ် group mindset လိုတယ် ideology တခုတည်းကိုမကိုးကွယ်ပဲအလုပ်ဖြစ်တာကိုလုပ်ဖို့လိုတယ်စာမျက်နှာ45ဘေးထိုင်မှုပြောချင်းသည်တိုးတက်လိုသူတွေအတွက်အလုံးမဟုတ်ရေမရှိဘူးလူမရှိဘူးမလေးရှားအနိုင်ကျင့်တဲ့တခုတည်းဘေးထိုင်မှုပြောမနေဘူး new water လုပ်တယ်ဒီနေ့စင်ကာပူဖြစ်လာတယ်တရုတ်ပြည်မကြီးကပေါ်ချောင်မကောင်းပစ္စည်းတွေထွက်တယ်လေကျင်းဆိုတဲ့လူကဘေးထိုင်မှုပြောမနေဘူးတံပိုးနယ်အရေးတွေးမြင့်ကုန်ပစ္စည်းတွေထုတ်ရင် Xiaomi Mi ဖြစ်လာတယ်တရုတ်ပြည်မကြီးမှာ banking system နဲ့တရုတ်ပို့ဆောင်ရေးအစအရာမအားနေတယ်ဘေးထိုင်မှုပြောမနေဘူးလေချက်မားနဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ် AliExpress ဖြစ်လာတယ်အမေရိကန်တွေနည်းပညာတာဘာမှလုပ်မရဘူးအစိုးရအကာအကွယ်မပေးဘူးဘေးထိုင်မှုပြောမနေဘူး Uber မလာခင် DD taxi ပြင်ဆင်ခဲ့တယ် Uber တရုတ်ကထွက်သွားရတယ်ဘေးထိုင်မှုပြောတာလူငယ်တွေအလုံးမဟုတ်ဘူး energy ရှိတယ်အုံတော့စွမ်းအားမြင့်တယ်အနာဂတ်တွေအများကြီးကြံသေးတယ်ကိုဘယ်လောက်ထိသိလဲဆိုတာအပြင်ကိုဘာလုံနိုင်လဲဆိုတာနဲ့တက်တည်ပြဖို့လိုတယ်ခုလိုညီးတာကျွန်တော်တို့အလုံးမဟုတ်ဘူးစမျက်နှာ40ခွန်ပန်းနိုင်ကိုရောက်ဖို့မရက်လိုက်ပါနဲ့တင်းအနေနဲ့နေ့စဉ်အလုပ်တွေနဲ့အိမ်မက်တွေနောက်လိုက်နေတဲ့ပညာရှင်တယောက်ဖြစ်လာတဲ့အခါအလုပ်တွေကြားမှာနှိမ့်မြုပ်နေပြီးအပြင်မှာဘာတွေဖြစ်နေမလဲမမြင်ပဲဖြစ်တတ်တယ်တခါတလေမကြာခဏအနားယူမှုလှုပ်တင်တယ်အပြင်လောကမှာဘာတွေဖြစ်နေလဲသိဖို့ခရီးမကြာခဏထွက်တဲ့အခါကိုလှုပ်နေတဲ့အလုပ်ကိုမတူတဲ့ရှုထောင့်ကမြင်တတ်လာမယ်ဒီနေ့အတွက်ပဲအသက်မရှင်ပါနဲ့10နှစ်တာအတွက်ပြင်ဆင်ပါမိမိကိုယ်ကိုယုံကြည်ပါပြင်းထန်တဲ့ကြိုးစားမှုတွေနဲ့အိမ်မက်ကိုအကောင်အထည်ဖော်ပါအရေးအကြီးဆုံးကကြိုးစားမှုတွေကိုမရက်လိုက်ပါနဲ့အချိန်ဆွဲသလားဘာလို့ရမယ်ဆိုတာသိတယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးဖြစ်နေသလား to do list တွေရှိတယ်အချိန်ရှိတယ်ဒါပေမဲ့အချိန်ဆွဲနေပြီးမလုပ်ဖြစ်ဘူးဖြစ်တတ်တယ်ဒါကို 3P နဲ့ဖြေရှင်းနိုင်ပါတယ် 1 picture နောက်ဆုံးဖြစ်ချင်တဲ့ရလဒ်ကိုပုံဖော်ပါ VAK visual auditory kinesthetic မြင်ကြားခံစားကြည့်ပါဥပမာတရက်လုံးအားနေတယ်ဘာလို့ရမှမသိဘူးလှုပ်ရှားတွေတော့ရှိတယ်မလှုပ်ချင်ဘူးဒီနေ့မှာကိုဖြစ်ချင်တဲ့အကောင်းဆုံးပုံရိပ်ကိုပုံဖော်ပါခံစားကြည့်ပါတခါတလေ copywriting လုပ်ဖို့စိတ်မပါတဲ့ရက်တွေ content မရေးချင်တဲ့နေ့တွေ marketing calendar အတိုင်းမလုပ်ချင်တဲ့နေ့တွေရှိတယ်ကိုဖြစ်ချင်တဲ့နောက်ဆုံးပုံရိပ်ကိုပုံဖော်လိုက်တယ် content ဆိုတဲ့စကားလုံးဟာကိုယ့်အတွက်ရင်ခုန်မှုမပေးနိုင်ရင်ငါဟာကြော်ညာတင်တာ content တင်ရေးတာမဟုတ်ဘူးလူတွေမှာစွမ်းဆောင်ရည်ဘယ်လောက်ရှိလဲဆိုတာစမ်းတတ်တာ
limitless ဆိုတဲ့စကားလုံးနဲ့အစားထိုးလိုက်တယ် number 2 purpose ဘာကြောင့်ဆိုတာကဘယ်လိုဆိုတာထက်အရေးကြီးပါတယ်အစားလျှော့ပြီးလေ့ကျင့်ခန်းလုပ်ရင်ပိန်မယ်ဆိုတာလူတိုင်းသိပါတယ်ဒါပေမဲ့အချို့လူတွေမလုပ်ဖြစ်ဘူးကျွန်တော်အပါဝင်ဘာကြောင့်လဲဆိုရင်လုံလောက်တဲ့ဝိုင်းမရှိတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကိုလုံမဲ့အလုပ်ဟာဘာကြောင့်လုပ်ရတာလဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်content ဖန်တီးရေးတာဟာလူတွေကိုပိုကောင်းတဲ့ idea တွေ share ပေးချင်တယ်ဒီလို share ပေးတဲ့အတွက်သူတို့လည်းအဆင်ပြေလာမယ်ဒီဝိုင်းကိုကောင်းကောင်းသိအောင်လုပ်ရပါမယ် number 3 plan နောက်ဆုံးအဆင့်မှာ plan ချပြီးလက်တွေ့စလုပ်ရပါမယ်ကျွန်တော်တို့ to do list တွေအကောင့်ထဲမပေါ်ဖြစ်တာအကောင့်ထဲပေါ်လို့လှုပ်ရှားမှုတွေလိုတာဟာအပေါ်ကပြီးနှစ်ခုကြောင့်ပါ Power of Habit စာအုပ်ကိုရေးတဲ့ Chuck Juhin ကဆိုပါတယ်လူတွေဟာမဖြစ်မနေလုပ်ရတယ်ဆိုတာထက်ရွေးချယ်မှုပေးရင်ပိုလုပ်မိကြတယ်ဒါကြောင့်လဲဒီနေ့ခေတ်မှာ Participative Leadership ပိုအားကောင်းလာတာဖြစ်ပါတယ်ကိုလိုချင်တဲ့ရလကပါလေဘာကြောင့်ဒါကိုလုပ်ဖို့အရေးကြီးတာလဲဘာတွေစလုပ်မလဲနောက်ပတ်စမျက်နှာ50ဆန္ဒနဲ့ဘဝတစ်ထပ်တည်းဖြစ်ဖို့ goal နဲ့ပတ်သက်လို့ကျွန်တော်ရဲ့ goal setting framework လေး share ချင်ပါတယ်လူအများစုဟာရည်မှန်းချက်ပန်းနိုင်ချတဲ့အခါကိုဖြစ်ချင်တာတွေနဲ့စကြပြီးဒီဖြစ်ချင်တဲ့အရာတွေဟာအချိန်ပေါ်မူတည်ပြီးပြောင်းလဲသွားကြတယ်ဘဝမှာလုပ်နေတဲ့အလုပ်အပေါ်စိတ်ကျေနပ်ဖို့နဲ့ရည်မှန်းချက်ပန်းနိုင်ချဖို့ give for one give ကိုယ့်ကိုနားလည်အောင်လုပ်ရပါတယ်ကိုယ့်ရဲ့ gift ကိုရှာဖွေရပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အားသာချက်နဲ့ energy flow ဟာမတူတဲ့အတွက်ကိုယ့် gift ကိုနားလည်ဖို့ကိုယ့်ကိုပြန်လည်ဆန်းစစ်နိုင်ပါတယ်ဒါမှမဟုတ်ဘူး psychometric test တွေနဲ့ကိုယ့်အကြောင်းကိုလေ့လာနိုင်ပါတယ် outcome ကိုယ့်အလောက်က retire အနားယူတဲ့အချိန်ကိုစဉ်းစားလိုက်ပါအသက်က80ကိုကဘယ်နေရာရောက်နေတာလဲဘဝမှာလုပ်ခဲ့တဲ့အရာတွေအတွက်ကြေနပ်သလား10နှစ်အတွင်းပြန်စဉ်းစားပါ10နှစ်အတွင်းဘာတွေဖြစ်ချင်တာလဲနောက်9နှစ်အတွင်းဖြစ်ချင်တာကိုစဉ်းစားပါနောက်တစ်နှစ်အတွက်ဖြစ်ချင်တဲ့ရည်မှန်းချက်ပိုင်းတိုင်းကို smart specific measurable achievable relevant time နဲ့ခြားရေးပါဒီနေရာမှာဝိုင်းတွေကအရေးကြီးပါတယ်ဘာကြောင့်ဒီနေရာရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ရှင်းတာလဲ A action 80-20 rule ကိုကျင့်သုံးပါအရေးကြီးတဲ့80% research ရစေတဲ့20% သော key action တွေကိုခြားရေးပါ milestone တွေခြားထားပါနေ့စဉ်လုပ်သွားရမယ့် key activity တွေပြင်အခြားသူကို outsource လုပ်ရမယ့်အရာတွေကိုခြားရေးပြီးစတင်လှုပ်ဆောင်ပါအရေးကြီးတဲ့နောက်တစ်ချက်ကဒီ action တွေအကောင့်ထဲဟောဖို့ကိုယ့်ကိုဘယ်လို sub image ရှိရမလဲဆိုတာအင်မတန်အရေးကြီးပါတယ် Robert Davis ရဲ့ logical model အရဒီရည်မှန်းချက်ပန်းနိုင်ရောက်ဖို့ကိုယ်ဘယ်လိုလူဖြစ်ရမယ်ဆိုတာစဉ်းစားပါဒီ sub image အတိုင်းနေထိုင်ပါ L learning where I am net where I want to go ဂျာမှာရှိတဲ့ cap ကိုပိတ်ဖို့ learning လုပ်ပါတယ်ဒီရည်မှန်းချက်ပန်းနိုင်ရောက်ဖို့ရည်ရှိမှာ၅ပါးတွေလေ့လာရမလဲ public speaking လား marketing လား business management လားဒါမှမဟုတ် English စာလေ့လာရမှာလားဘယ်လိုစီကလေ့လာရမှာလဲစမျက်နှာ53ပိုမိုထိရောက်တဲ့ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းအဆင့်9ဆင့်2012တကြံအပြီးမှာကျွန်တော်ဘဝရဲ့ကြီးမားတဲ့အဆုံးအဖြတ်ကိုချရတယ်ဆေးခန်းဖွင့်ပြီးဆေးကူမှလားကျွန်တော်စိတ်ပါဝင်စားတဲ့လူတွေနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေရဲ့အလားအလာတွေတိုးတက်အောင်ကူညီမှလားဆိုတဲ့ရွေးချယ်ဖို့နှစ်ခုတည်းကတစ်ခုကိုပြတ်သားသားရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဘဝမှာဒီလိုရွေးချယ်မှုနဲ့တက်မှာကျိန်ဖန်မနေကြုံတွေ့ကြရတတ်ပါတယ်
ဒါကြောင့်ကိုယ်စတင်ရီမန်ချက်ပန်းတိုင်ချမှတ်ခြင်းနဲ့ပတ်သက်လို့ကျွန်တော်2012က experience လေးမျှဝေပေးချင်ပါတယ်အားလုံးအတွက်တူဖူရသွားမယ်လို့ထင်ပါတယ်ပုံမအကျိုးရှိအောင်သဆင့်ချင်းစီကိုတေချာစဉ်းစားပြီးချရေးသွားဖို့အကြံပေးလိုပါတယ်ဆုံးဖြတ်ချက်တွေဟာကြီးမားတဲ့ဘဝအပြောင်းအလဲတွေကိုဖြစ်စေပါတယ်စမျက်နှာ54ရီမန်းချက်ချမှတ်ဖို့အဆင့်9ဆင့်ပုံမှန်ကြာမြင့်ချိန်တနာရီနံပါတ်1တင်ဘဝမှာတင့်ကိုတင်ဂုံယူရတဲ့အကောင့်ထဲပေါ်နိုင်ခဲ့တဲ့အရာ9ခုကိုချရေးပါလူမှန်တိတဆအရွယ်ကနေလက်ရှိထိမိမိဂုံယူရတဲ့လှုပ်ဆောင်ခဲ့တဲ့အရာ9ခုနဲ့ရီမန်းချက်ပန်းတိုင်ချမှတ်ခြင်းကိုစတင်ပါမယ်လူတိုင်းမှာအနည်းဆုံး9ခုတော့ရှိကြပါတယ်နံပါတ်1နောက်10နှစ်အတွင်းမှာတင်ဖြစ်ချင်တဲ့အရာမှန်သမျှကိုချရေးပါအနည်းဆုံးအခု20ရှိရပါမယ်တင်လို့ချင်တာဘာမဆိုဖြစ်မဲ့ဆိုရင်10နှစ်အတွင်းမှာဖြစ်ချင်တဲ့အရာမှန်သမျှ list လုပ်ပါဥပမာငွေရေးကြေးရေးလူမှုရေးစီးပွားရေးအိမ်ထောင်ရေးဘဝတိုးတက်ရေးပညာရေးနံပါတ်3 10နှစ်အတွင်းမှာဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရဲ့ list ပေးမှာနှစ်အလိုက်ဖြည့်ပါဥပမာ1နှစ်3နှစ်5နှစ်ဒါမှမဟုတ်10နှစ်တစ်နှစ်အတွင်းမှာအကောင့်ထဲဖို့အရေးကြီးဆုံးရည်မှန်းချက်ပန်းတိုင်၄ခုကိုရွေးပါဥပမာ1လ300ဝယ်ချင်တယ်ဆိုရင်ဘာကြောင့်300ရဖို့အရေးကြီးတာလဲဝိုင်းကိုမိပါဝိုင်းတွေများနိုင်သမျှအများအောင်ချရေးပါဝိုင်းတွေကိုတီချသိရင်ဟောင်းတွေကလွယ်ကူလာပါလိမ့်မယ်နံပါတ်5ဘယ်အရာတွေကတင်းရီမှန်းချက်တွေကိုနှိုးဆွပေးလဲဆိုတာချရေးပါနံပါတ်6ဘယ်အရာတွေကတင်းကိုစိတ်ပြတ်အားငယ်စေတယ်လဲချရေးပါဘယ်အရာတွေကိုစဉ်းစားအာရုံစိုက်ထားရင်စိတ်ပြတ်အားငယ်စေတယ်လဲချရေးပါနံပါတ်9တင်းရဲ့ရီမှန်းချက်ပန်းတိုင်ရောက်ချင်းဖြစ်တင်းဘယ်လိုအကျိုးကျေးဇူးတွေရမလဲဘယ်လိုလူမျိုးဖြစ်လာမလဲဆိုတာချရေးပါနံပါတ်10တင်းရီမှန်းချက်ပန်းတိုင်ရောက်ဖို့ဘယ်လိုလူမျိုးဖြစ်ဖို့လိုမလဲချရေးပါဘယ်လိုအရေးအသွေးတွေဘယ်လိုကျွမ်းကျင်မှုတွေရမလဲဘယ်လိုယုံကြည်မှုမျိုးရှိရမလဲတင်းဟာရီမှန်းချက်ပန်းတိုင်တွေနှောက်လိုက်ရမှာမဟုတ်ပါဘူးရီမှန်းချက်ပန်းတိုင်တွေကိုတင့်စီလာအောင်ဆွဲဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်တင်းဟာကိုရီမှန်းချက်ပန်းတိုင်တွေပြည်လာဖို့ဒီရီမှန်းချက်ပန်းတိုင်တွေကိုဆွဲဆောင်နိုင်တဲ့သူဖြစ်အောင်ကြိုးစားဖို့လိုပါတယ်နံပါတ်9ရီမှန်းချက်ပန်းတိုင်ချခြင်းကြောင့်တင်းပါအကျိုးကျေးဇူးတွေရမလဲဆိုတာချရေးပါ